ထိုင်းနိုင်ငံရဲ့ရှာထောင်ပေါ့နော်လမ်းမမှာရောင်းတာပေါ့စေးစိမ်ရက်လို့ပြောတာပဲသူကမှားရင်အမီးကျွေးတယ်အမီးတစ်ခွက်တောက်တယ်သူကအဲ့ဒီအချင်းလေးတွေပေါ့တို့စားတာပေါ့နော်ကျွန်တော်အဲ့ဒီကိုတရသီးလေးနဲ့တူပြီးစားရရထောင်ပေါ့တခါတလေဘဝရဲ့အမောတွေပြပြောက်ဖို့အတွက်ဒီလိုပဲကိုအကောင်းဆုံးတော့ပြင်ဆင်ရတာပေါ့နော်တလုံးကို120ရက်ကွက်ထဲဝင်နေပြီးကျွန်တော်ရေခွဲဝယ်တယ်ရေခဲစစ်ဘက်ဝယ်ပြီးကျွန်တော်အိမ်ပြန်တယ်ပေါ့နော်လက်တွေမအားတော့ကျွန်တော်ပန်ကောက်ခြေထောက်နဲ့ဖွင့်လိုက်တယ်ပန်ကောက်ခြေထောက်နဲ့ဖွင့်ပြီးတဲ့အချိန်မှာကျွန်တော်အမြန်ဆုံးကျွန်တော်ဟင်းချက်တယ်တောက်ရှင်တဲ့အတွက်ကျွန်တော်အမြန်ဆုံးဟင်းချက်တယ်ကျွန်တော်ဝက်ကြမဆိုင်ချက်လိုက်တယ်ဝက်ကြမဆိုင်ဟင်းလေးနဲ့ကျွန်တော်ညီနေကျွန်တော်အတူတူတောက်ပြစ်တယ်ပေါ့နော်ဒီလေးကတော့တခါလေးလဲပင်မန်းတာတွေဆိတ်ရှုပ်ထားတဲ့အကုန်လုံးအတွက်ဖြေဖြောက်တဲ့သဘောပေါ့နော်နေ့တိုင်းတောက်နေကြမဟုတ်ဘူးမဲ့တခါလေးတော့တောက်ပြပါတယ်ရှားထောင်လို့ခေါ်ပါတယ်ဘာရက်လေကျွန်တော်မမီးနဲ့ကျွန်တော်မသိဘူးရှားထောင်လို့ခေါ်ပါကျေးဇူးပါ